သပင်းလေးအရန်ကျွတ်ပြီးတော့ထိတ်ပြောင်ထိတ်ကွက်တွေဖြစ်နေတဲ့သူတွေဆိုလို့ရှိရင်အဓိကပြီးတော့ထားပြီးဒီဗီဒီယိုဖိုင်လေးကိုဆုံးအောင်လေးကြည့်ပြီးຫນွယ်လေးကိုယ်တိုင်ကသပင်းလေးအရန်ကျွတ်ပြီးတော့ဟာလိုထိတ်ပြောင်ထိတ်ကွက်တွေဖြစ်ခဲ့ဒါပေမဲ့သူ့လေးနဲ့တွေ့သွားတော့သူတို့လေးနဲ့တွေ့သွားတော့မှလုံးဝကိုပြန်ကောင်းသွားပြီးတော့စံသားအစ်စ်တွေလုံးဝ share plan နဲ့ပြန်ပေါက်တယ်ဒါကြောင့်ကိုက quality ကို100ခန့်တော့အာမခံချက်နဲ့လေးအာမခံချက်ပေးရတယ်ဘာလေးတွေလဲဆိုရင်ရှင်ရွှေကေတာတဘာဝအတွဲလေးသူ့တဲ့ကမြန်မာနိုင်ငံမှာပထမဆုံးနိုင်ငံခြားဖော်မလာနဲ့ထုတ်လုပ်ထားတဲ့အပြင်ကိုမှခြားဆောင်ကစုံဒီပူစီနန်လည်းပေါင်လာဖြစ်တော့ကြောင့်သပင်းကျွတ်တက်တာစီရဲ့သပင်းရှည်မြန်နဲ့ဥယျာဉ်ပြအစီပြန်ကင်းတယ်သူ့ရဲ့ပေါင်းစီလေးဆိုရင်လက်ဖက်ညွတ်တန်လင်းစီပါဝင်တာဖြစ်တဲ့အတွက်ကြောင့်စံသားအဖျားတစ်ခွက်ဖြစ်တော့တည်တယ်ရောပါစေရဲ့စံသားလေးကိုနတ်မောင်တန်းဆွမ်းစေရဲ့စံသားအစ်စ်ထွက်နှုံးကိုပုံမို့တိုးပွားစေဒါကြောင့်ကိုကဘာသုံးသပင်းအရန်ကျွတ်မတက်တာဘူးခေါင်းပြီးလိုက်တန်ကိုယောဂတယ်လို့ထင်ရလောက်တဲ့သပင်းလေးအရန်ကျွတ်လို့စိတ်ညစ်နေတဲ့သူတွေဆိုရင်မဖြစ်မနေတီရှူကေတာအတွဲလေးကိုတစ်ပတ်ကို2ကြိမ်ပုံမှန်သုံးပေးတစ်လအတွင်းကိုသပင်းကျွတ်တက်တာအောင်မကဘူးကျွတ်တဲ့နိုင်မှာစံသားတိကလေးပြန်ပေါင်းစေပြီးအုံထုအရှိမြန်စေမယ်လုံးဝအာမခံလိုချင်တဲ့သူတွေဆိုရင်လည်းတော်တော်စီမှာအများဆုံးဆက်သွယ်မြင်မြန်ပြီးမှာယူနိုင်ပါရဲ့နော်မျိုးပေါင်း300ကျော်လဲအင်အောင်ငွေရှိနေပို့ပေးပါသေးရဲ့ရှင်ရွှေကေတာလေးတွေက17လပိုင်းကစပြီးဈေးအပြောင်းလဲတွေရှိမှာဖြစ်တဲ့အတွက်ကြောင့်မို့ကိုကရခင်ဈေးနဲ့လဲလိုချင်နဲ့သုံးဘူးပြည့်တာနဲ့ delivery နဲ့လဲရမယ်အစီအစဉ်မှာလိုချင်နေဆိုရင်ຫນွေလေးတော်တော်စီတာအမြန်ဆုံးသာလာခဲ့လိုက်ပါတော့ရှင်ဒီလို royal ကိုမှာအခုဈေးကတော့23,800ပဲရှိပါတယ်